ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာကပညာရက်တွေကို AI သုံးပြီးတော့ဆယ်ဆမြန်အောင်ဘယ်လိုလေ့လာကြမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဆွေးနွေးပေးသွားမှာပါကျွန်တော်ဝေဖြိုးပါအဲ့တော့ကျွန်တော်တို့ဒီပညာရက်တွေကိုဆယ်ဆမြန်အောင်ဘယ်လိုလေ့လာကြမလဲဆိုတဲ့အပိုင်းမှာကျွန်တော်တို့ကတနည်းအားဖြင့်ပြောကြမယ်ဆိုရင်ဘာသာရက်တွေလေ့လာတယ်ပညာရက်တွေလေ့လာတဲ့အခါမှာအရင်တုန်းကဆိုလမ်းနဲ့ချီရဲနှင်းနဲ့ချီပြီးတော့တေချာသင်ယူရတယ်အဲ့ဒီသင်ရတဲ့ဥစ္စာအခု AI ခေတ်မှာအားလုံးကကုံဆုံးသွားပြီလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ကအဲ့လိုကုံဆုံးသွားပြီလို့ပြောတဲ့အချိန်မှာကျွန်တော်က formula လေးတွေနဲ့ကျွန်တော် Mandarin 3ခုကိုကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့မြန်နှုံးမြင့်နဲ့သင်ယူမဲ့ engine ပုံစံကဆယ်ဆပူမြန်အောင်လုပ်မဲ့ပုံစံကဘာတွေပါမှာလဲကျွန်တော် Mandarin လေး3ခုအနေနဲ့ကျွန်တော်တို့ပြောပါမယ်ပထမ Mandarin ကတော့တနည်းအားဖြင့်ပြောမယ်ဆိုကျွန်တော်တို့ strong desire ကျွန်တော်တို့ပြင်းပြတဲ့ဆန္ဒရှိရမယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့က AI ခေတ်ရဲ့ General AI 2 စီ General AI 2ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင် Gemini တို့ ChatGPT တို့ကျွန်တော် Grok တို့စသည်ဖြင့်ပေါ့နော်ပြီးတော့နောက်တစ်ခုကနေပြီးတော့ Google ကထုတ်ထားတဲ့ပညာရေးအတွက်အရန်ကောင်းတဲ့ Google Notebook LM ဆိုတဲ့ tools ကိုကျွန်တော်တို့သုံးပြီးတော့ကျွန်တော်တို့ခုနက result မြန်နှုံးမြင့်ဆယ်စားအစ20ကျွန်တော်တို့မြင့်တင်လို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဆိုရင်တစ်ခုချင်းစီကိုကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ပြောပြပေးပါမယ်တစ်ခုချင်းစီမှာဆိုရင်ကျွန်တော်တို့စချင်းဆုံးကပြင်းပြတဲ့ဆန္ဒပါအဲ့တော့ကျွန်တော်တို့ကပြင်းပြတဲ့ဆန္ဒကိုမန်တိုင်းတစ်ခုအနေနဲ့ကျွန်တော်တို့စပြောတဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့လူတိုင်းပေါ့ဆန္ဒလေးတွေရှိကြတယ်ငါဘာသာရေးလေးသင်ကျင်လိုက်တာဥပမာ digital marketing လေးသင်လိုက်တာ MBA လေးသင်ကျင်လိုက်တာစသည်ဖြင့်ပေါ့ဆိုဘာသာရေးပေါင်းမြောင်များစွာကိုသင်ကျင်တဲ့ဆန္ဒတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နောက်ကခုနကပြောတဲ့ပြင်းပြတဲ့ဆန္ဒမရှိအဲ့ဘာသာရေးကိုသင်ယူမဲ့နေရာသင်ယူမဲ့online platform သင်ယူမဲ့သင်တန်းကျောင်းတွေရှိကိုကျွန်တော်တို့ရောက်သွားမှာမဟုတ်ပါဘူးအကယ်၍ဒါကျွန်တော်တို့ကပြင်းပြတဲ့ဆန္ဒကအလားတန်ဘာနဲ့သွားတူတလဲဆိုရင်အခုကျွန်တော်တို့မောင်းမဲ့ engine ဆိုရင် engine ကိုကျွန်တော်တို့လောင်းထည့်ပေးတယ်ကျွန်တော်တို့လက်စီနဲ့သွားပြီးတော့လောင်စာစီနဲ့တောင်သွားပြီးတော့ညီးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာဖြစ်တာလဲဆိုတွန်းအားပါလာမယ်တွန်းအားဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ထမင်းစားနေရင်လဲငါဒါလေးကိုလှုပ်ချင်တယ်ဆိုတဲ့ပြင်းပြတဲ့ဆန္ဒအလုပ်လေးတစ်ခုလုပ်နေရင်လေဒါလေးကိုတော့ငါသင်ယူရမယ်လေ့လာရမယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒတွေကနောက်ကတွန်းအားအဖြစ်ရောက်လာပြီးတော့မှကျွန်တော်တို့သင်ခြင်းနဲ့ပညာရက်တွေဘာသာရက်တွေရှိကိုကျွန်တော်တို့တန်းပြီးတော့ကျွန်တော်တို့ရောက်ရှိသွားမှာဖြစ်ပါတယ်နောက်မို့ဆိုဆန္ဒတစ်ခုတည်းနဲ့တော့မပြည့်စုံပါဘူးကျွန်တော်တို့ကဘာလို့ကမှနောက်ဘက်ကပြင်းပြတဲ့ဆန္ဒတော့ကျွန်တော်တို့ပါဝင်ပတ်သက်ဖို့လိုရတယ်ဒီပြင်းပြတဲ့ဆန္ဒဒီကျွန်တော်တို့စိတ်ထဲမှာကိန်းအောင်လာပြီကျွန်တော်တို့စိတ်ထဲမှာရှိနေပြီတွေးတိုင်းအိတ်တိုင်းစဉ်းစားတိုင်းအကုန်လုံးမှာကျွန်တော်တို့ပါဝင်လာပြီဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဆယ်စားမြင့်မှုအတွက်ကျွန်တော်တို့ဒုတိယမန်တိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်ဒုတိယမန်တိုင်းကိုဆက်သွားတဲ့အခါမှာဒုတိယမန်တိုင်းမှာဘာလဲဆိုရင်တော့ကျွန်တော်တို့General AI လို့ကျွန်တော်တို့ပြောလို့ရပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုကျွန်တော်တို့အားလုံးကိုသိပြီးသားဖြစ်တဲ့ကျွန်တော်တို့ Gemini တို့ ChatGPT တို့ Grok တို့ AI 2တွေအများကြီးရှိပါတယ်ဒီ AI 2တွေကကျွန်တော်တို့ဒုတိယအမှန်တိုင်းအနေနဲ့ကျွန်တော်တို့သုံးပါမယ်ဒီဒုတိယအနေနဲ့ဘယ်လိုသုံးပါလဲကဲဟုတ်ပြီကျွန်တော်တို့ဒီMBA ဘာသာရပ်ကိုသင်ကျင်တာလားဒါမှမဟုတ် Digital Marketing ဘာသာရပ်ကိုသင်ကျင်တာလားကျွန်တော်တို့သင်ကျင်တဲ့ဘာသာရပ် Engineering ကိုသင်ကျင်တာလား any ပေါ့နော်ကျွန်တော်တို့သင်ကျင်တဲ့ဘာသာရပ်ကိုကျွန်တော်တို့သင်လို့ရတယ်လေ့လာလို့ရတယ်ဒါမှမဟုတ် AI ပညာကိုသင်ကျင်တာလားသင်လို့ရတယ်လေ့လာလို့ရတယ်အဲ့မှာကျွန်တော်ကစပြီးတော့သူ့ကိုဘာတွေလုပ်ခိုင်းလို့ရလဲကဲဟုတ်ပြီငါတလအတွင်းဒီ digital marketing ဘာသာရပ်ကိုပြည့်အောင်သင်ကျင်တယ် digital marketing ဘာသာရပ်ကိုဒီတလအတွင်းမှာလုံးဝအပီးတင်မယ်ဆိုပြီးတော့ AI ကိုကျွန်တော်တို့ကGeneral AI တွေကိုကျွန်တော်တို့ကြိုက်တဲ့ AI 2ကိုသုံးကျွန်တော်တို့ဆွဲခိုင်းလိုက်လို့ရတယ်အဲ့ချိန်မှာသူရဲ့ဆွဲလာတဲ့ပုံစံတွေထွက်လာတဲ့အခါမှာကျွန်တော်တို့က resource တွေဘယ်လို resource တွေကိုသွားမှာလဲအဲ့ resource တွေကနေပြီးတော့မှသူ့ကိုမေးပြီးတော့အမေးအဖြေလေးတွေနဲ့သွားမယ်ပြီးရင်ရှင်းပြခိုင်းမယ်အလွယ်ကူဆုံးအယိုးရှင်းဆုံးအနေနဲ့ကျွန်တော်တို့ရှင်းပြခိုင်းမယ်အသုံးပြုကြတာပေါ့နော်အဲ့လိုအသုံးပြုလာတဲ့အခါမှာသူကကျင်းသေးရကျွန်တော်တို့ရဲ့24နာရီကျွန်တော်တို့ရဲ့ဆရာတယောက်အနေနဲ့ကိုဘေးမှာကျွန်တော်တို့ရောက်ရှိနေပြီကျွန်တော်တို့သင်ကြားပေးနေပြီဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာအမှတ်ထားရမယ့်တစ်ချက်ကတော့ Equalization ဆိုတဲ့ဒီမှားယွင်းဆိုတာ AI ကတော့အများနဲ့ပန်နေရလို့ကျွန်တော်တို့ပြောလို့မှားယွင်းတာဖော်ပြချက်တွေရှိတယ်အဲ့ဒါတွေကိုတော့ကျွန်တော်တို့ကသတိထားဖို့လည်းလိုတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ခုနကပြောတဲ့အထဲမှာကျွန်တော်တို့မန်နိုင်3ခုလို့ဆိုပြီးတော့ကျွန်တော်တို့ပြောသွားတယ်အဲ့ဒီမန်နိုင်3ခုလို့ပြောသွားတဲ့အချိန်လေးမှာကျွန်တော်တို့ကနောက်ထပ်မန်နိုင်တစ်ခုကိုထပ်ပြီးတော့မိတ်ဆက်ပေးမယ်နောက်ထပ်မန်နိုင်တစ်ခုကဘာလဲဆိုရင်တော့ကျွန်တော်တို့ Google Notebook LM ဆိုတဲ့ဥစ္စာအဲ့ဒါကိုတော့ကျွန်တော်တို့ခုနကGeneral AI ကိုတော့ကျွန်တော်တို့ရဲ့ကိုပိုင်သင်ကြားရေးဆရာအနေနဲ့သတ်မှတ်ပြီးတော့ဒီ Notebook LM ကိုကျွန်တော်တို့ရဲ့ကိုပိုင်သူ့ဒေသနာလက်ထောက်အနေနဲ့ကျွန်တော်တို့တင်စားလိုက်တယ်
အဲ့တော့ကိုပိုင်သူတေသနာလက်ထောက်အနေနဲ့တင်စားပေးလိုက်တဲ့အတွက်ကြောင့်ကဲဟုတ်ပြီဒါဆိုရင် Notebook Air ကောပါလေဒါဒီလဲ AI Google ကထုတ်လိုက်တဲ့ AI education tools တခုဖြစ်ပါတယ်အဲ့တော့ education tools တခုအနေနဲ့ဖြစ်လာတဲ့အတွက်ကြောင့်သူ့ထဲမှာကျွန်တော်တို့ကဘယ်လိုအသုံးပြုမလဲဆိုတဲ့ဥစ္စာလေးတွေကိုကျွန်တော်ကဆက်ပြီးတော့ပြောပြပေးမှာပါဘယ်လိုအသုံးပြုမှာလဲကဲဟုတ်ပြီဒါဆိုရင် Google Notebook AM ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်ဒီဘာသာရပ်တစ်ခုခုနပြောတဲ့ digital marketing ကိုကျွန်တော်တို့ရှေ့မှာမိခဲ့ပြီး General AI တို့ကနေပြီးတော့မေးတဲ့အခါမှာထွက်လာတဲ့ result တွေရှိတယ် resource တွေရှာအဲ့ထဲမှာကျွန်တော်ကအဲ့ထဲကနေပြီးတော့ website resource ကိုရှာဒါမှမဟုတ်ရင်ကျွန်တော်တို့က website resource ပဲဖြစ်တနည်းအားဖြင့်နောက်ထပ်တစ်ခုက YouTube resource ပဲဖြစ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဥပမာအနေနဲ့ PDF ကျွန်တော်တို့ ebook ပဲဖြစ်ဒီ resource တွေအားလုံးကနေပြီးတော့ဒီ Notebook LM Google Notebook LM တွေကိုကျွန်တော်တို့က upload လုပ်လိုက်လို့ရတယ်အဲ့လို upload လုပ်လိုက်တဲ့အခါမှာရှေ့က Genre AI အနေနဲ့ဘာပြီးတော့ကွာခြားသွားတယ်လဲဆိုဒီ Notebook LM ကသူကဘောင်ခတ်ထားပေးလိုက်တာဥပမာအနေနဲ့ကျွန်တော်ဒီ ebook page 900ရှိတဲ့ digital marketing ဘာသာရပ်တစ်ခုကိုကျွန်တော်ထည့်လိုက်ပြီးဆိုရင်အဲ့ဒီထည့်လိုက်တဲ့ဘောင်တွေကိုသူကဘာဖြစ်လဲဆိုတော့သေချာသူ့သေသနာလုပ်ပြီးအဲ့ကြောင့်ကျွန်တော်ရှေ့မှာပြောရတယ်ကိုယ့်ရဲ့သူ့သေသနာလက်ထောက်အနေနဲ့ခိုင်းလို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောရအဲ့တော့သူကဒီဘောင်ထဲမှာရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့ဘာလုပ်ပေးမလဲ summarize ကျွန်တော်တို့အနှစ်ချုပ်ပေးမယ်အရန်အရေးကြီးတဲ့အချက်အလက်တွေဖြစ်ပြီးတော့အရန်အရေးကြီးတဲ့အချက်အလက်တွေတိတာသင့်တဲ့အချက်အလက်တွေကိုသူနဲ့အပြန်အလှန် FAQ ကိုကျွန်တော်တို့မေးလို့ရမယ်ပြီးတဲ့အခါမှာကျွန်တော်တို့နောက်တစ်ခုဘာတွေလုပ်လို့ရသေးလဲနောက်တစ်ခုကပိုကောင်းတာတခုကဘာဖြစ်လာမလဲဆိုတော့ audio overview ဆိုတာဒီနေ့အပြင်ပြောမယ်ဆိုတော့အရန်တော်တဲ့ចောင်းသား2ယောက်ကနေပြီးတော့တယောက်နဲ့တယောက်အပြန်အလှန်ဆွေးနွေးထားတဲ့ပုံစံကိုကျွန်တော်တို့ကနားထောင်ပေးလိုက်ရုံပဲကျွန်တော်တို့ဒီဖတ်နေတဲ့အခါနဲ့နားထောင်တဲ့ဥစ္စာတွေလည်းကျွန်တော်တို့ရဲ့ဒီအုံနောက်ထဲမှာမှတ်သားနိုင်စွမ်းတွေကပိုကောင်းတာကိုလည်းကျွန်တော်တို့သူတေသနာတွေပြောထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့က audio overview တွေပါနားထောင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဘာသာရပ်တစ်ခုကိုသင်ကြားရတဲ့အချိန်မှာဒီ page 900လောက်ရှိရဲ့ဥစ္စာကြီးကိုအချိန်ကုန်ပြီးတော့ဖတ်နေမဲ့နေရာမှာ Notebook LM ကကျွန်တော်ကိုမိနစ်ပိုင်းလေးအတွင်းမှာတင်ကျွန်တော်ကိုအကုန်လုံးအဖြေရှာပေးသွားတယ်အနှစ်ချုပ်ပေးတယ်အရေးကြီးတဲ့မိကုန်းတွေကိုအပန်အလန်မေးလို့ရတယ် audio overview တွေကျွန်တော်တို့နားထောင်လိုက်ရတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခုနကပြောချင်တယ်ကျွန်တော်တို့ရဲ့ပညာရပ်တွေကို AI ကိုသုံးပြီးတော့ဆယ်ဆပုံမြန်အောင်လေ့လာတဲ့ဥစ္စာကြီးကျွန်တော်ပြောတဲ့ဒီအချက်ကလေး၃ချက်ပေါ်မှာကျွန်တော်တို့ဘာဖြစ်သွားလဲဆိုရင်မူတည်သွားတယ်အဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့အနည်းချုပ်ကြအောင်ဒီနေ့ချုပ်တဲ့အချိန်မှာကျွန်တော်ပြောတဲ့ဒီမှန်တိုင်းကကျွန်တော်တို့၃ရက်ရှိတယ်ပထမတစ်ရက်ကတော့ကျင်းနေတယ်ကျွန်တော်တို့ဘာသာရက်ပဲဖြစ်သင်ယူခြင်းနဲ့စန္ဒမဟုတ်ပါဘူးပြင်းပြတဲ့စန္ဒကျွန်တော်တို့ရှိရပါမယ်ပြင်းပြတဲ့စန္ဒရှိလာရင်ဘယ်ဘာသာရပ်ကိုမဆိုကျွန်တော်တို့ General AI နေဖြစ်တဲ့ကျွန်တော်တို့ Gemini တို့ ChatGPT တို့ Grok တို့မှာတေးသေးချာမေး plan တွေချခိုင်းပြီးသွားရင်တော့ရလာတဲ့ resource တွေဖြစ်တဲ့ website resource ပဲဖြစ် YouTube resource ပဲဖြစ် ebook ပဲဖြစ်ကျွန်တော်တို့ကအဲ့ဓာတွေအားလုံးကို Notebook LM ထဲမှာ upload လုပ်ပြီးရင်သူနဲ့ပြန်ဆွေးနွေးဆိုတဲ့အခါမျိုးမှာကျွန်တော်တို့ဒီကျင်းတွေကျွန်တော်အာမခံပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ရဲ့မြန်နှုံးမြင့်ကျွန်တော်တို့သင်ယူမှုစီ10ဆအစ20အစ30ကိုယ့်ရဲ့ဘောမှာမူတည်ပြီးအများကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့တော့ AI ခေတ်မှာသင်ယူမှုပုံစံလေးကိုလည်းကျွန်တော်တို့ပြောင်းလဲလိုက်ပါ10ဆမြန်အောင်ကျွန်တော်ပြောတဲ့နီလန်3မျိုးကိုလည်းတခါတည်းချက်ချင်းအခုပဲ Notebook LM တို့ကို download လုပ်လိုက်ပါတခါတည်းအသုံးပြုလိုက်ပါဆိုပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ဝေဖြူပါ